အလုသမားဝင်ကြီးဌာနအလုသမားရေးရာဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ညှိနှိုင်းဖြန့်ဖြေရေးအဖွဲ့ဝင်များအတွက်စွမ်းရည်မြင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကိုဒီနေ့မနက်ပိုင်းမှာရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာအရှေ့ပိုင်းမြို့နယ်စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီကနောင်ခမ်းမမှာကျင်းပရာအလုသမားဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခန့်မောင်စိုးအဖွဲ့အမှားစကားပြောကြားရမှာအငင်းပွားမှုဖြန့်ဖြေဆောင်ရွက်ရမှာမြို့နယ်အဆင့်မှာအရေးပါတဲ့ညှိနှိုင်းဖြန့်ဖြေရေးအဖွဲ့ဝင်များအနေနဲ့နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့်ဖြည့်ရှင်းနည်းကိုဖော်ဆောင်နိုင်ဖို့လိုအပ်ပါကြောင်းနိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးအလုပ်ရှင်အလုပ်သမားများရဲ့လူမှုစီးပွားဘဝတည်ငြိမ်ရေးအတွက်အငြင်းပွားသူနှစ်ဖက်ကြားပြည်လည်စေမယ့်ညှိနှိုင်းမှုစွမ်းရည်များရှိနေဖို့နဲ့ခေတ်ကာလအရာပြောင်းလဲနေတဲ့အငြင်းပွားမှုပုံစံများကိုဖြည့်ရှင်းနိုင်တဲ့ဖြန့်ဖြေရေးစွမ်းရည်များတိုးတက်အောင်စ조사ဆောင်ရွက်ကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူကရန်ကုန်တိုင်းဒေသကြီးတွင်စက်ရုံအလုပ်ရုံပေါင်း9238ရုံမှအလုပ်သမားပေါင်း9,9526ဦးအလုပ်လုပ်ကိုင်လျက်ရှိကြောင်းမြို့နယ်ညှိနှိုင်းဖြန့်ဖြေရေးအဖွဲ့ဝင်များအနေနဲ့ဆွေးနွေးပွဲမှရရှိလာတဲ့ရလဒ်များကိုအကောင့်ထဲပေါ်ဆောင်ရွက်ပြီးအလုပ်ရှင်နဲ့အလုပ်သမားများအကြားအငြင်းပွားမှုများကိုအကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့အဖွဲ့ဝင်များဖြစ်အောင်ဆောင်ရွက်ကြဖို့ပြောကြားပါတယ်အဲဒီနောက်ဒုတိယပိုင်းစီစဉ်ကိုဆက်လက်ကျင်းပရာတက်ရောက်လာတဲ့ကိုယ်စားလှယ်များကအုပ်စု3စုဖွဲ့ပြီးအစုအဖွဲ့လိုက်ဆွေးနွေးခြင်းများပြုလုပ်ကအစုအဖွဲ့လိုက်ဆွေးနွေးတွေ့ရှိချက်တွေပေါ်အပြန်အလှန်တင်ပြဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါတယ်နေ့လယ်ပိုင်းမှာပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများဟာထန်းတပင်မြို့နယ်ရှိအလုသမားဆေးရုံမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကိုကြည့်ရှုအားပေးခဲ့ပြီးဆေးရုံအုပ်ကြီးနဲ့ဝန်ထမ်းများအားဆေးရုံကြီးရဲ့အစည်းအဝေးခန်းမမှာတွေ့ဆုံပြီးလိုအပ်တာများဖြည့်ဆည်းမှာကြားဆောင်ရွက်ပေးခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာအကျုံးဝင်အာမခံလုပ်သား10,29,904 ဦးရှိပြီးအာမခံအလုပ်သမားများရဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက်ရန်ကုန်အလုပ်သမားဆေးရုံကြီးတာမွေထန်းတပင်အလုပ်သမားဆေးရုံမြို့နယ်လူမှုဖူလုံရေးဆေးခန်း20ဌာနကြီးဆေးခန်း18ခန်းတိုင်းဆေးခန်း1ခန်းစာချုပ်ဆေးခန်း53ခန်းမိဖွားချင်းဆိုင်ရာဝန်ဆောင်မှုဆောင်ရွက်တဲ့ဆေးခန်း5ခန်းတို့ဖွင့်လှစ်ပြီးကျန်းမာရေးဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိတဲ့ပြင်ရွေရှားဆေးကုသရင်ဖြင့်ကွင်းစင်းဆေးကုသမှုကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာရန်ကုန်တိုင်းဒေသကြီးမှာ2025-2026ဘဏ္ဍာနှစ်နဲ့2026ခုနှစ်ဧပြီလမှ2026ခုနှစ်ဇွန်လအထိဆေးဘူးပြန်လည်ပေးအပ်ငွေကျပ်သန်းပေါင်း9,050.8 ရှိကြောင်းသိရှိရပါတယ်ရှင်။